ကဲမိတ်ဆွေတို့ရည်ထဲမှာခောက်ပြသွားတာအရန်မိုက်တယ်တိလားကျွန်တော်လည်းတူလက်ကြည့်ကြရအောင်နော်ပို့ချပြီကြည့်နေနော်ရည်ထဲမှာသူကရင်လည်း control လောက်လာတာအရန်မိုက်တယ်တိလားညီနေရောခြေတယ်လှိနေလိုက်လောက်တာဝေါတော်တယ်တိလားဒီထဲမှာပြန်နေတယ်လို့ပဲပြန်တယ်လို့ကောက်သွားတာမနေ့လေ့ကျင့်ထားရမယ်နော်ရမ်းမိုက်တယ်ငါးတကားလိုမျိုးပဲသူကောက်သွားတာတော်တိုင်အောင်စရင်ကောက်လို့မရအောင်ဝေါရမ်းမိုက်တယ်ရမ်းမိုက်တယ်တော်လို့ပြောရမှာတော့ကောက်သွားတာဝါမိုက်တယ်တိလားငယ်ချင်းမိုက်တယ်ငယ်မိုက်